မင်္ဂလာပါခလေးတို့ရေဒီနေ့မမထရီစာပြောပြမယ်ပုံပြင်လေးကတော့ဖိုးလာပြည့်နဲ့မော်တောင်ပန်စွန့်စားခဲ့မယ်သူပါရိုက်ကဲနားထောင်ကြနော်အပိုင်းကစ်ထူးဆန်းတော့တွေ့ရှိမှုရှေးတုန်းကတစ္ဆာရွာလို့ခေါ်တဲ့တာယာလှပတဲ့ရွာလေးတစ်ရွာရှိပါတယ်အဲ့ဒီရွာမှာဖိုးလာပြည့်ဆိုတဲ့တတိရှိပြီးစူးစမ်းလို့စိတ်ပြင်းပြတဲ့ကောင်လေးတစ်ယောက်ရှိတယ်ဒီနေ့မှာဖိုးလာပြည့်ဟာရွာအစွန်ကနီလာဒေါက်ထဲမှာတစ်တီးရှာရင်လှိုင်ကူအိုကြီးတစ်ခုကိုတွေ့သွားခဲ့တယ်။လှိုင်ကူလေးမှာဖုံနေတက်နေတဲ့တိတ်တာဟောင်းလေးတစ်လုံးရှိပြီးအဲ့ဒီထဲမှာရွှေရောင်တောက်ပနေတဲ့တောင်ပန်တစ်စုံကိုတွေ့လိုက်ရတယ်။ဖိုးလာပြည့်ကထိလိုက်ကနဲ့တောင်ပန်ဒီဟာသူ့ကြောမှာကတ်သွားပြီးသူ့ကိုယ်လေးဟာလေသေးကိုတဖြည်းဖြည်းမြှောက်တက်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေထူးဆန်းတဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်တော်လာပြီးကောင်းကင်ကြီးကရုတ်တရက်မှောင်အတိကျသွားပါတယ်။ဟိုမှာဘာကြီးလဲဖိုးလာပြည့်ထျောက်ထဲရေရွတ်လိုက်မိတယ်။တိမ်ငွေကြားထဲကနေထွက်လာတာကတော့မျက်လုံးအစုံနီးရဲနေတဲ့မီးလျံနဂါးကြီးပါပဲ။အဲ့ဒီနဂါးကြီးဟာရွာသားတွေရဲ့စိုက်ခင်းတွေကိုဖျက်ဆီးဖို့ပြင်နေတာပါ။ဖိုးလာပြည့်ဟာပထမတော့ကြောက်သွားပြီမြဲသူ့မှာရှိတဲ့မော်တောင်မန်ကိုအသုံးပြုပြီးရွာကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်တယ်။သူဟာလီထဲမှာကျွမ်းကျင်စွာပြန်တန်းရင်းနဂါးကြီးရဲ့အာယုံကိုလွှဲခဲ့တယ်။နဂါးကြီးကမီးတွေနဲ့မှုတ်ပေးမြဲဖိုးလာပြည့်ကလင်းမြန်စွာရှောင်တိန်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနဂါးကြီးရဲ့လယ်ပင်မှာစူးရွှဲနေတဲ့အနက်ရောင်စူးကြီးတစ်ချောင်းစိုက်နေတာကိုဖိုးလာပြည့်သတိထားမိသွားတယ်။နဂါးကြီးကဖိုက်စာလို့မဟုတ်ဘဲနာကျင်လုံးလို့တောင်းချမ်းနေတာထင်နေတာကိုကောဖိုးလာပြည့်ဟာနဂါးကြီးနားကိုကတ်သွားပြီးစူးကိုနှုတ်ပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူစူးကိုကင်လိုက်တဲ့အချိန်ပါပဲအာဖိုးလာပြည့်အော်လိုက်မိတယ်။စူးကြီးကနေကျင်းထန်တဲ့လျှက်စစ်စီးချောင်းတွေထွက်လာပြီးဖိုးလာပြည့်မြေပြင်ပေါ်ကိုအရှိန်ဟုန်နဲ့ပြုတ်ကျသွားပါတော့တယ်။ဖိုးလာပြည့်မြေပြင်ပေါ်မကျခင်မှာပဲမော်တောင်မန်တွေကသူ့ကိုလေထဲမှာပြန်ထိန်းပေးလိုက်တယ်။သူဟာအားမလျှော့ပဲနဂါးကြီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးကျွန်တော်ကူညီပါစေလို့နူးညံ့စွာပြောလိုက်တယ်။ဖိုးလာညင်ရဲ့စိတ်ရင်းမှန်ကိုတီးသွားတဲ့နဂါးကြီးကညင်သက်သွားပါတယ်။ဖိုးလာပြည့်ဟာအားကုံတုံးပြီးအနက်ရောင်စူးကြီးကိုဆွဲနှုတ်လိုက်တဲ့အခါနဂါးကြီးဟာနာကျင်မှုတွေပျောက်ကင်းသွားပြီးနူးညံ့တဲ့ဒရိစံကြီးတစ်ကောင်ဖြစ်သွားပါတော့တယ်။တကယ်တော့အဲ့ဒီစူးဟာမကောင်းဆိုးပါစုံမကြီးရဲ့ကျင်းစာစူးဖြစ်နေတာကိုကောနဂါးကြီးဟာကျေးဇူးတင်တဲ့အနေနဲ့ဖိုးလာပြည့်ကိုကြောပေါ်တင်ပြီးရွာထဲကိုပြန်တန်းခေါ်ဆောင်သွားခဲ့ပါတယ်။ရွာသားအလုံးကဖိုးလာပြည့်ရဲ့တက်တီကိုချီးမြှူးကြပြီးနဂါးကြီးကလည်းရွာရဲ့အဆောင်ရှော့ထက်လာခဲ့ပါတော့တယ်။ကဲဒီပုံပြင်လေးကနေစင်ကန်စာယူဆရာကတော့တက်တီရှိခြင်းနဲ့ဂျင်နာတက်ခြင်းဟာရန်သူကိုယ်တောင်မိတ်ဆွေဖြစ်စေနိုင်ပါလိတဲ့။ကလေးတို့လည်းတက်တီရှိပြီးဂျင်နာတက်သူဖြစ်အောင်ကြိုးစားကြပါလို့မမထရီစာကပြောကြရင်နှုတ်ဆက်ခဲ့လဲနော်။